မင်္ဂလာပါခင်ဗျာထောက်ဆိုင်ကလေးကျမ်းမာရေးပညာပေး channel ကနေကြိုဆိုပါရစေမိခင်လောင်းနေအနေနဲ့မိမိကလေးလေးကိုကိုဝင်ဆောင်စဉ်ကနေစပြီးတော့မွေးဖွားပြီးတဲ့အချိန်ထိနေ့စဉ်စိုးရိမ်ပူပန်မှုတွေအပြည့်ရှိနေတတ်ကြပါတယ်အဲ့ဒီထဲမှာမွေးဖွားပြီးသွားတဲ့ပထမတစ်ပတ်နှစ်ပတ်အတော်အတွင်းမှာမိမိရဲ့နှုတ်မလုံလောက်မှာစိုးတဲ့စိုးရိမ်ပူပန်မှုတွေမိမိခင်နှုတ်ထွက်နေတဲ့စိုးရိမ်ပူပန်မှုတွေဟာအမြဲရင်ဆိုင်ကြုံတွေ့ကြရပါတယ်မိဘတွေအနေနဲ့ကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့အကြောင်းအရာတွေမိခင်တွေနဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့အကြောင်းအရာတွေကလေးရဲ့ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့အကြောင်းအရာတွေကိုအစအဆုံးသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်မိခင်တို့ဆိုတာကလေးတွေအတွက်အာဟာရတွေအကုန်ပြည့်စုံပါဝင်တဲ့တဘာဝဖန်တီးပေးထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ကိုယ်ကလေးနှုတ်စာနေလို့ငိုတာကိုဘယ်မိခင်မှတော့မမြင်ကြပါဘူး။ခေတ္တာကနှုတ်ကောင်းကောင်းမထွက်တော့အမေတွေစိတ်ညစ်ရတတ်ပါတယ်။ဒါကြောင့်ကလေးမွေးဖွားပြီးသွားတဲ့မိခင်တိုင်းပထမဆုံးအနေနဲ့စိုးရိမ်ပူပန်နေရတဲ့နှုတ်ရည်မထွက်တဲ့ပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကိုကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်။ကလေးကိုဘာကြောင့်မိခင်တို့တိုက်ဖို့လိုတာပါလဲ။မိခင်တို့မှာမွေးကင်းစကလေးလေးတယောက်အတွက်လိုအပ်တဲ့အာဟာရတွေကျယ်ဝစွာပါဝင်တဲ့အပြင်ခုခံအားစနစ်အတွက်လိုအပ်တဲ့ပရိပစ္စည်း antibody တွေလည်းအများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့မွေးကင်းစကလေးလေးစီကိုအပြင်လောကကပိုးမွားတွေအလွယ်တကူဝင်လို့မရအောင်တားဆီးပေးနိုင်ပါတယ်။ဒါဟာတဘာဝတရားကြီးနဲ့မိခင်မြတ်တာလေးကပေါင်းဆက်ဖော်စီဖန်တီးပေးထားတဲ့ဖျားပေးတဲ့ဆုလက်တစ်ခုဖြစ်ပါတယ်ကလေးကိုမိခင်တို့တိုက်တာကကလေးအတွက်တင်ကောင်းတာလားလို့ပြောရင်မဟုတ်ပါဘူးမိခင်အတွက်ကောင်းတဲ့အရာတွေလည်းအများကြီးရှိပါတယ်ကိုဝင်ဆောင်တုံးကတက်နေတဲ့ကိုအလေးချိန်ကမှပြန်ကျသွားနိုင်တဲ့အပြင်မိခင်မှာရင်သားကင်ဆာနဲ့တာအုပ်ပြုံကင်ဆာတွေကိုလည်းမဖြစ်နိုင်တော့တဲ့အတွက်မိမိတို့အတွက်လည်းကောင်းပါတယ်ဒါအပြင်နှုတ်တိုက်ကျွေးနေတာကနောက်ထပ်ကိုဝင်တစ်ခုချစ်ချင်းထပ်မရအောင်လဲတားဆီးပေးနိုင်ပါတယ်မိခင်တို့တိုက်ကျွေးခြင်းရဲ့ကောင်းကျိုးတွေဟာကလေးမှာလည်းရှိပါတယ်မိခင်မှာလည်းရှိပါတယ်နိုင်ငံနဲ့လူမျိုးတွေပေါ်မှာလည်းကောင်းကျိုးတွေအများကြီးရှိနိုင်ပါတယ်အသေးစိတ်ကိုတော့နောက်ထပ်ဗီဒီယိုမှာပဲပြောပြသွားပါမယ်။ဒါဆိုရင်အခုဆက်ပြီးတော့မိခင်တို့ပေါ်ပေါ်များများထွက်ဖို့လုပ်နိုင်တဲ့နည်းလမ်း၅ခုကိုပြောပြသွားပါမယ်။ခုနပြောပြသွားတဲ့ဟာလေးတွေကိုနားထောင်ပြီးပြီဆိုရင်တော့မိခင်တို့ဟာဘလောက်ကောင်းကြောင်းသိလောက်မယ်လို့ကျွန်တော်ထင်ပါတယ်။ပြဿနာအခုမှစတာပါကောင်းလာပါတယ်ဆိုတော့တန်ဖိုးရှိလာပါတယ်ဆိုတော့မိခင်တို့ကိုကလေးမွေးပြီးကောင်းကောင်းမထွက်တဲ့ဖြစ်ရမျိုးကိုမိခင်တိုင်းကြုံမှုကြမှာပါနှုတ်နည်းနည်းပဲထွက်တော့နှုတ်အုံကြီးကတင်းပြီးနာနေတာမျိုးကလေးကလည်းဗိုက်စာလို့အော်ငိုနေတဲ့အချိန်မှာအမေရောကလေးရောစိတ်ညစ်ရပါတယ်ဒါဆိုမိခင်တို့ကောင်းကောင်းမထွက်တာကိုဖြည့်ရှင်းလို့ရတဲ့နည်းတွေမရှိတော့ဘူးလားလို့မေးကြရှိပါတယ်ရှိပါတယ်စိတ်မပူပါနဲ့ရှိတာမှအများကြီးရှိပါတယ်အဲ့ဒီအများကြီးထဲမှာအကောင်းဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်း၅ခုကိုရွေးပြီးတော့ပြောပြပေးသွားပါမယ်နံပါတ်1နည်းလမ်းကတော့နှုတ်နည်းနည်းပဲထွက်ပေမဲ့လည်းကလေးကိုနှုတ်ဆက်တိုက်ပါနှုတ်မထွက်ပါဘူးဆိုမှကလေးကိုဘာလို့ဆက်လို့ဆုတ်ခိုင်းနေမှာလဲလို့မေးကြရှိပါတယ်ကလေးကနှုတ်ဒီခေါင်းကိုဆုပ်လိုက်တဲ့အချိန်ဆိုရင်နှုတ်ထွက်တာကိုအားပေးတဲ့ဟော်မုန်းတစ်မျိုးထွက်လာပြီးတော့နှုတ်အုံထဲမှာရှိတဲ့ကြွက်သားတွေရဲ့ညှက်အားကိုကောင်းစေလို့ပိတ်နေတဲ့နှုတ်ချောင်းတွေပွင့်သွားပါတယ်ဒါကြောင့်ကလေးကိုနှုတ်များများတိုက်လေနှုတ်ထွက်အားကောင်းလေဖြစ်ပါတယ်နှုတ်များများတိုက်ပြီးကလေးနှုတ်ဆုံမှာအမေရဲ့ခန္ဓာကိုယ်ထဲမှာနှုတ်ထွက်အားကောင်းစေတဲ့ prolactin ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်လာပြီးတော့မိခင်နှုတ်ပို့ပြီးတော့ထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်တစ်နေ့ဘယ်နှကြိမ်လာတောက်ရမလဲအကြမ်းမြင့်အားဖြင့်ကတော့မိခင်တို့ကိုတစ်နေ့ကို10ကြိမ်ကနေ12ကြိမ်လောက်ထိတိုက်နိုင်ပါတယ်ဒါဟာအကြမ်းမြင့်မှာပိုတိုက်လို့ရပါတယ်ကလေးဖိုက်ဆိုင်စားသလိုတိုက်ပေးလို့ရပါတယ်ဒါကြောင့်နံပါတ်1နီလန်းကတော့နှုတ်နည်းနည်းပဲထွက်ပေမဲ့လည်းကလေးကိုနှုတ်ဆက်တိုက်ရပါမယ်ကလေးနှုတ်ဆိုလေးလေးနှုတ်ဆိုအားကောင်းလေးလေးမိခင်နှုတ်လိုက်လိုက်ထွက်လေဖြစ်ပါလိမ့်မယ်နံပါတ်2နှုတ်ကိုညှစ်ပေးရပါမယ်နှုတ်ဆုပ်ပြီးကလေးကမောလို့အိပ်ပျော်သွားပြီမယ်အမေတွေကတော့နားလို့မရသေးပါဘူးเนาะနှုတ်တွေပို့ပြီးတော့လှိုင်ထွက်အောင်လို့နှုတ်ကိုစုပ်ခွက်တုံပြီးတော့ညှစ်ပေးရပါမယ်အခုချိန်မှာနှုတ်ညက်တဲ့ခွက်တွေကိုဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရပါတယ်နှုတ်ကိုစုပ်ခွက်တုံပြီးတော့မညက်ခင်မှာနှုတ်အုံလေးနွေးနေအောင်လက်နဲ့အရှင်ပုတ်ပေးရပါမယ်ဒါမှစုပ်ခွက်နဲ့ညက်တဲ့အခါမှာအမေမနာမှာဖြစ်ပါတယ်ဒါဆိုပဲအချိန်ဒီမှာနှုတ်ညစ်ပေးမလဲနှုတ်ကိုမနစ်အိယာနှုတ်ချင်းကလေးနှုတ်မတိုက်ခင်တနားရီလောက်အလိုကလေးညှစ်ထားတင်ပါတယ်ကလေးဗိုက်ပြေသွားလို့နားနေတဲ့အချိန်မှာလည်းနှုတ်ကိုဆင်ញင်နေပါဒါမှကလေးကိုနောက်တစ်ခါနှုတ်တိုက်ရင်နှုတ်လိုင်ထွက်စေမှာဖြစ်ပါတယ်
အမေတွေကို24နာရီလုံးလုံးမနာပဲနှိုးညစ်နေရမယ်လို့တော့မဆိုလိုပါဘူးเนาะတနေ့ကို10ချိန်လောက်နှိုးညစ်ပေးရပါပြီကိုခီးသွားကြရှိလို့ကလေးကိုခေါ်မသွားနိုင်တဲ့အခါမျိုးကလေးနှုတ်ဆုပ်ပြီးတာတောင်နှုတ်တွေကြံနေသေးတဲ့အခါမျိုးဆိုရင်တော့စုပ်ခွက်နဲ့နှုတ်ညစ်ပြီးတော့နှုတ်ကိုတေချစနစ်တကျတင်ခဲ့လို့ရပါတယ်ဒါကြောင့်နှုတ်ကိုစုပ်ခွက်နဲ့ညစ်ပေးတာကအဆင်ပြေတဲ့ဒီလန်တစ်ခုဖြစ်နိုင်ပါတယ်နံပါတ်3နှုတ်ကိုဘဲဘက်ကောညာဘက်ကောနှစ်ဖက်စလုံးညီမျှနေအောင်တိုက်ပေးရပါမယ်ကလေးကညာဘက်ကိုပို့ဆိုးလို့ဆိုပြီးတော့ဘဲဘက်ပြောင်းရင်အောင်ကိုလို့ဆိုပြီးတော့ကိုကညာနံဖြစ်နေလို့ဆိုပြီးတော့နှုတ်ကိုတစ်ဖက်တည်းတိုက်တာမျိုးမလုပ်သင့်ပါဘူးတခြားတစ်ဖက်ကနှုတ်တိတ်မထွက်လို့ကလေးမကြိုက်ရင်တောင်စစ်ပြီးဆိုခိုင်းပါနှစ်ဖက်လုံးနှုတ်ကောင်းကောင်းထွက်တော့ကလေးအတွက်အာဟာရလည်းပုံမများရတာပေါ့လေနှုတ်ညစ်တဲ့အခါကျရင်လည်းနှစ်ဖက်စလုံးကိုညှစ်ပေးဖို့လိုပါမယ်နံပါတ်4မိခင်တွေတော်တော်များများအတိကျတဲ့အကြောင်းအရာဖြစ်ပါတယ်။နှုတ်ထွက်စေတဲ့အစာအသောက်တွေကိုများများစားပေးရပါမယ်။ဒါဆိုရင်ဘလို့အစာအသောက်တွေကမိခင်တို့ကိုများများထွက်စေလဲဆိုတာကိုပြောပြသွားပါမယ်။မိခင်တို့ဟာကလေးရဲ့ဖွံ့ဖြိုးမှုတွေကိုမြင့်တင်ပေးနိုင်တဲ့အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့အစာအစာတစ်ခုဖြစ်တာကြောင့်မို့လို့ကလေးငယ်လေးတွေကိုမဖြစ်မနေမိခင်တို့တိုက်တွန်းတင်ပါတယ်။အခုအာဟာရပြည့်ဝတဲ့နှုတ်ရည်ထွက်စီအောင်ဘာတွေစားမလဲဆက်ပြောသွားပါမယ်။ဘာလီဟာ prolactin လို့ခေါ်တဲ့နှုတ်ရည်ထွက်ရှိစေတဲ့ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta glucan ကြွယ်ဝစွာပါဝင်တဲ့အစာအစာတစ်မျိုးပါ။ဒါကြောင့်မို့လို့ဘာလီကမိခင်တို့ကိုအာဟာရပြည့်ဝစေုံသာမကဘဲမိခင်ရဲ့ခန္ဓာကိုယ်ခံစွမ်းအားကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ဒါကြောင့်မို့လို့ဘာလီစေဟာမိခင်တွေစားတဲ့အစာအစာဖြစ်ပါတယ်။နံပါတ်1မိခင်တွေနှုတ်ထွက်ကောင်စားတဲ့အစာအစာတစ်ခုကတော့အုတ်ချုံဖြစ်ပါတယ်။ဘာလီပြီးရင်တော့ဒုတိယမြောက်ဘီတာဂလူကန်ပါဝင်အမှုအများဆုံးအစာအသောက်ကတော့အုတ်ချုံပါ။အုတ်ချုံကမိခင်တို့ရဲ့ထွက်ရှိမှုကိုတိုးတက်စေနိုင်ပါတယ်။အုတ်ချုံမှာကျန်းမာရေးနဲ့ညီညွတ်တဲ့ကလိုရီနဲ့အမြင့်ဓာတ်တွေကျယ်ဝစွာပါဝင်နေတာကြောင့်မို့လို့မိခင်ရဲ့အစာချေစနစ်ကိုကျန်းမာစေနိုင်တယ်လို့ပဲကိုယ်ဝင်ဆောင်ပြီးနောက်ဖြစ်စေနိုင်တဲ့စီးကျိုဝေဒနာတွေမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။အုတ်ချုံအပြင်စံလုံးညူစားသုံးပေးတာကလည်းမိခင်တို့ရဲ့ထွက်ရှိမှုကိုကောင်းမွန်စေပါတယ်။နောက်ထပ်အစားတစ်မျိုးကတော့တင်မော်ဒီစိန်ဖြစ်ပါတယ်။နှုတ်တိုက်မိခင်တွေအနေနဲ့နှုတ်ထွက်များစေဖို့တင်မော်ဒီစိန်ကိုစားသုံးပေးလို့ရပါတယ်။အာရှနိုင်ငံအများစုမှာမိခင်တို့ထွက်များစေဖို့အတွက်လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းကတင်မော်ဒီစိန်ကိုစားသုံးခဲ့ကြပါတယ်။တင်မော်ဒီစိန်ကတဘာဝစိတ်ငြိမ်စေတဲ့မျိုးဖြစ်ပြီးတော့မိခင်တွေကိုပုံမအနားရနိုင်စေပြီးတော့ခလေးကိုနှုတ်ပုံမတိုက်ကျွေးစေနိုင်ပါတယ်။နောက်ထပ်အစားအစာတစ်ခုကတော့ကျွန်တော်တို့နိုင်ငံမှာလည်းပေါ်ပေါ်များများရနိုင်ပါတယ်ဟင်းနုနယ်ရွက်ပဲဖြစ်ပါတယ်ဟင်းနုနယ်ရွက်မှာတန်ဓာတ်ကယ်လ်ဆီယမ်ဓာတ်နဲ့ဖော်လစ်အဆစ်အပါအဝင်ဓာတ်ထုဓာတ်တွေများစွာပါဝင်ပါတယ်ဒီဓာတ်တွေကမိခင်တွေကိုမွေးဖွားပြီးချိန်နဲ့ကလေးနှုတ်တိုက်နေချိန်ကာလတွေမှာသွေးအားနေတာမျိုးဖြစ်နိုင်ရင်တောင်မှပြန်လဲပြည့်ဝအောင်လုပ်ပေးနိုင်ပါတယ်ဟင်းနုနယ်ရွက်မှာပါတဲ့ဓာတုပစ္စည်းတွေကမိခင်တွေမှာရင်သားကင်ဆာမဖြစ်အောင်လဲကာကွယ်ပေးနိုင်စွမ်းရှိပါတယ်ဒါပေမဲ့တစ်ခုသတိထားရမှာကဒီအရွက်တွေကိုအများကြီးစားရင်တော့ကလေးမှာဝင်သွားတာမျိုးတွေတစ်ခါတည်းဖြစ်တတ်ပါတယ်အလွန်အကျွံမစားမိဖို့တော့သတိပြုသင့်ပါတယ်နောက်တစ်ခုအစားအစာကတော့ကြက်သွန်ဖြူပဲဖြစ်ပါတယ်ကြက်သွန်ဖြူမှာမိခင်တို့ထွက်မှုကိုတိုးတက်စေနိုင်တဲ့ဓာတု drug ပေါင်းတွေပါဝင်နေတယ်လို့တော်တော်များများသိထားပြီးဖြစ်ပါတယ်နှုတ်ထွက်များစေုံတင်မကပါဘူးကြက်သွန်ဖြူစားသုံးပေးခြင်းကကင်ဆာရောဂါတော်တော်များများကိုလည်းကာကွယ်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကြက်သွန်ဖြူကလိုရာချက်ပို့ပြီးလွန်လွန်ကဲကဲစားမယ်ဆိုရင်တချို့ကလေးတွေဟာမိခင်တို့မှာပါလာတဲ့ကြက်သွန်ဖြူနှံကိုမခံနိုင်ကြပါဘူးမိခင်တို့တိုက်တဲ့နေရာမှာအခက်အခဲရှိပါတယ်ဒါကြောင့်မို့လို့ကိုကလေးလေးဟာမိခင်တို့စွန့်နေရင်လည်းကလေးကနှုတ်ကောင်းကောင်းမစွတ်ဘူးဆိုရင်သတိထားကြည့်လိုက်ပါကိုကြက်သွန်ဖြူစားတာများသလားဆိုတာသတိထားပါဒါမျိုးဆိုရင်တော့ short စားဖို့လိုပါတယ်နောက်တစ်ခုကတော့အခွန်မာသီးနဲ့အစိအစံတွေဖြစ်ပါတယ်ဒီအစားအစာတွေဟာနှုတ်တိုက်မိခင်တွေမှာနှုတ်ထွက်ရှိမှုကိုတိုးတက်စေပါတယ်အခွန်မာသီးတွေနဲ့အစိအစံတွေမှာလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေအများအပြားပါဝင်နေပြီးတော့နှုတ်ရည်ထွက်ရှိမှုကိုများစေနိုင်တယ်လို့နှုတ်ရည်မှာအာဟာရပါဝင်မှုကိုလည်းတိုးစေနိုင်ပါတယ်ဒါတင်မကသေးပါဘူးအခွန်မာသီးတွေနဲ့အစိအစံမှာပါတဲ့ omega 3 fatty acid လိုမျိုးကျန်းမာရေးနဲ့ညွတ်တဲ့အဆီတွေကမိခင်ရဲ့အုံနောက်နဲ့လုံနိုင်စွမ်းရည်ကိုတိုးတက်စေနိုင်တယ်လို့မှတ်ဉဏ်စွမ်းရည်ကိုလည်းတိုးတက်စေပါတယ်ဒါအပြင်အဆစ်တွေလှုပ်ရှားမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်ဒါအပြင်ဟော်မုန်းတွေကိုထိန်းညှိရမှာလည်းအထောက်အကူပြုနိုင်တာကြောင့်ကလေးမွေးဖွားပြီးနောက်မှာဖြစ်တဲ့စိတ်ကြယောဂမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်ဒါဆိုရင်နှုတ်ထွက်မှုကိုတိုးတက်စေနိုင်တဲ့အစိအစံတွေနဲ့အခွန်မာသီးတွေကဘာတွေလဲအယ်မွန်ဆေးနှမ်းချက်ဆေးပဲနက်သားဆေးနှမ်းဘိန်းဆေးကရဝေးဆေးစက်မုံစပါးဆေးနဲ့နန်းနန်းဆေးတို့ပဲဖြစ်ပါတယ်မိခင်တို့ထွက်မှုကိုတိုးတက်စေနိုင်တဲ့အခြားအစာစကားတွေကတော့စမိတ်ပင်မုံလာဥနီဒန်တလွန်သီးတရုတ်စီသီးကညွတ်
နရကိုဥဘူတီကစုံဥနှုတ်ထွက်များစေနိုင်တဲ့တောက်စရာတွေကတော့နွားနိုရေနဲ့အသီးဖြော်ရည်တွေပဲဖြစ်ပါတယ်နှုတ်တိုက်မိခင်တွေစားသုံးပေးတဲ့နဲ့တရိတ်ဆန်ကနေရရှိတဲ့ protein တွေကတော့ဝက်သားအမဲသားအသေးဆန်မွန်ငါးတို့ပဲဖြစ်ပါတယ်ဒါကတော့မိခင်တွေအနေနဲ့အစာမများစားပေးဖို့အတွက်ပြောပြသွားတယ်နံပါတ်၄အချက်ဖြစ်ပါတယ်နံပါတ်5အရေးကြီးဆုံးအချက်ကတော့အေးရေးဝဝအိတ်ဖို့ပါဝေကင်းစကလေးတယောက်ကိုပြုစုနေတဲ့အမေတယောက်အနေနဲ့ညဘက်အေးရေးတွေဝဝအိတ်ဖို့ကတော့တိတ်တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ညဘက်ဝအောင်အိတ်ဖြစ်ရင်နေကင်းဘက်မှာပြန်အိတ်ဖွေးကိုတိတ်ကိုအရေးကြီးပါတယ်အေးရေးဝမှာကျန်းမာရေးလည်းကောင်းမှာဖြစ်ပါတယ်ကိုနေကောင်းမှကိုကလေးလေးလည်းနှုတ်ကောင်းကောင်းဆိုလို့ရမှာလေဒါကြောင့်အချိန်ပေးပြီးတော့အိပ်ပါဒါတွေကတော့နှုတ်ကောင်းကောင်းမထွက်နိုင်တဲ့မိမိတို့အတွက်နှုတ်များများထွက်စေမယ့်နီလန်းလေးတွေဖြစ်ပါတယ်ဒီနီလန်းလေးတွေကိုလိုက်နာပြီးတော့နှုတ်တိုက်ရင်ကိုကလေးဖိုက်စာလို့အောင်ငုံနေတာမျိုးကိုလည်းစိတ်ညစ်နေရမယ့်အဖြစ်တွေကနေလည်းကင်းဝေးသွားမှာဖြစ်ပါတယ်တခုပြောပြသွားတဲ့အကြောင်းအရာလေးတွေကိုမိဘတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးပို့ပြီးတော့အတွက်ထပ်ပြီးတော့တောင်းဆိုချင်ပါတယ်အားကျေးဇူးတင်ပါတယ်ကျွန်တော်တောက်ချိုင်းပါခင်ဗျာ